ခုနှစ်4 ရက်12လ2025အာယုံသွမ်းအာရဏကုသိုလ်ရှင်ကတော့တကြောင်အလဲပိုင်းရက်နေအနန္တယေရှုရှင်နဘသောမိဘများကိုရည်စူး၍မဈေးကွက်စိန်မွေးနေ့မွေးရက်မွေးလအတွက်ကလူပါလေဤကုသိုလ်ဘုရားကတော့ကိုအားလုံးနတ်လူသားတို့ခေါ်ဆိုနိုင်ကြပါစေသောဤသစ္စာပွဲ